HR လို့ပြောလိုက်တာနဲ့ဒီ comment မှာပေါ့နော်တခုခုမကောင်းတာလာရေးဖို့အတွက် ready ဖြစ်နေတဲ့အလုပ်သမားတွေရှိတယ်ဟုတ်တယ်မလားဟုတ်တယ်နော် okay အဲ့ဒါကြောင့်မလို့ဒီနေ့မှာတော့ကျွန်တော်ကဒီ HR တယောက်ရဲ့ရည်တည်ချက်တွေ HR တယောက်ရဲ့လုပ်ပိုင်ခွင့်တွေပြီးတော့ HR နဲ့ဒီအလုပ်သမားရေးရပေါ့နော်ပြီးရင်အလုပ်သမားတက်မှတ်ကတွေနဲ့ဘယ်လိုမျိုးကွာခြားလဲဆိုတဲ့ဟာလေးတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်စီသူပါကျွန်တော်ကဒီ HR board page မှာ HR နဲ့ပတ်သက်တဲ့သင်တန်းတွေကို HR junior level ကနေပြီးတော့ manager level အထိကျွန်တော်သင်ကြားပေးနေတာဖြစ်ပါတယ်အဲ့တော့ Facebook မှာ HR board page လို့ရိုက်ရှာလိုက်ရင်ကျွန်တော်ရဲ့ page ကိုတွေ့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ကိုယ်တိုင်လည်းဒါ HR လုပ်ခဲ့တာဖြစ်တဲ့အတွက်ဒီ HR ရဲ့လုပ်ပိုင်ခွင့်တွေပြီးတော့ HR တယောက်ရဲ့အခက်အခဲတွေရောဗောနော် HR တယောက်ရဲ့တာဝန်တွေရောဒီနေ့ရှင်းပြပေးမှာဖြစ်ပါတယ်တော်တော်များများကျွန်တော်ရဲ့ page မှာဆိုရင်တော့ကျွန်တော်ကိုယ့်ရဲ့ HR တွေကိုပဲကိုစုလေးရှိတယ်ဗောနော် HR ဆိုတော့ဘယ်လိုရှိရမလဲဒီအချိန်မှာတော့ဗီဒီယိုတစ်ခုတင်ထားတယ် HR ဆိုရင်ဘယ်လိုကောင်းရမလဲဗောနော်ဒါမျိုးတွေတင်ထားပါတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ရဲ့ဒီ HR သမားတွေဘက်ကနေပြီးတော့ကျွန်တော်ကတကယ်အခက်အခဲတွေ HR တယောက်ရဲ့လုပ်ငန်းခွင်ဖြတ်သန်းမှုတွေကိုအလုပ်သမားတွေအားလုံးနားလည်သွားအောင်ကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တူတူဒီမှာ live ပြီးတော့ကြည့်ရအောင်ပေါ့နော်အဲ့တော့ဝန်ထမ်းတွေရဲ့အမြင်မှာကျတော့ HR ကိုဘယ်လိုမျိုးမြင်လဲဆိုရင်သူတို့ဒီ HR ကိုဝန်ထမ်းဘက်ကလိုက်ရမယ်เนาะသူတို့ဘက်ကနေပဲပြောပြရမယ်အလုပ်ရှင်ဘက်ကပါလို့မရဘူးဒါပထမဆုံးသူတို့ရဲ့မျှော်လင့်ချက်တစ်ခုပေါ့နော်နောက်တစ်ခုကသူတို့ရဲ့စိတ်ထဲမှာ HR ကိုဘယ်လိုမြင်လဲဆိုရင် HR ဆိုတာဒါအလုပ်ရှင်ပုံစံမျိုးပဲသူတို့ကမြင်ကြရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမျှော်လင့်ချက်တွေကြောင့်ပဲ HR နဲ့ဝန်ထမ်းတွေရဲ့ဂျားမှာကျွန်တော်တို့ရဲ့ခုနဒီကွဲလွဲမှုတွေဖြစ်နေတာပေါ့နော်တကယ်တမ်းဆိုတာကကျွန်တော်တို့ HR ဆိုတာကလည်းဝန်ထမ်းတစ်ယောက်ပါပဲ HR တစ်ယောက်ဒီကိုယ့်ရဲ့ company မှာဝန်ထမ်းဘက်ကကြီးပဲလဲကျွန်တော်တို့လိုက်လို့မရဘူးအလုပ်ရှင်ဘက်ကကြီးပဲလဲလိုက်လို့မရဘူး HR မှာသူ့ရဲ့ရက်တီချက်တွေရှိပါတယ်ဒါကိုအကြမ်းမြင့်ရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ဒီ HR ရဲ့ဒီအဲမှာဆိုရင် HR ကကျွန်တော်တို့ business partner ဆိုတဲ့ဒီလုပ်ငန်းရဲ့ partner အနေနဲ့လဲကျွန်တော်တို့ရက်တီရပါတယ်ဒါကြောင့်မလို့ဒီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်းဒါအတိုင်းအမြံပုံစံမျိုးပေါ့နော်ကျွန်တော်တို့အကြံဉာဏ်တွေပေးရတာမျိုးတွေရှိတယ်ဒီအထိလဲဒါကတော့နည်းနည်းမြင့်တဲ့အရာတို့ပေါ့နော်နောက်တစ်ခုကကျတော့ chain agent လို့ခေါ်တဲ့ဒီလုပ်ငန်းခွင်ထဲမှာအပြောင်းအလဲတွေ process တွေဖြစ်ရင်လည်းဒီနေရာတွေကနေအဓိကပါဝင်ပတ်သက်ပေးရပါတယ်ဒါတင်ပဲလားဆိုတော့မဟုတ် administrative expert လို့ခေါ်တဲ့တကယ်အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေမှာလည်းကျွမ်းကျင်နေဖို့လိုတယ်အဲ့တော့ဒီသုံးခုကိုကြည့်မယ်ဆိုရင်ဝန်ထမ်းဘက်ကမရှိသေးပါဘူးအဲ့တော့နောက်ဆုံးတစ်ချက်ကတော့ employee champion လို့ခေါ်တဲ့ဒါဝန်ထမ်းတွေဘက်ကမှန်ကန်နေဆိုရင်လည်းရက်တည်ရမယ်ဆိုတော့အချက်၄ချက်ရှိတယ်ပေါ့နော်အဲ့တော့ HR နဲ့အလုပ်သမားတက်မှတ်ကနဲ့ဘာကွာလဲပေါ့နော်တော်တော်များများက HR တယောက်ကိုအလုပ်သမားတက်မှတ်ကတခုရဲ့မျှော်လင့်ချက်လိုမျိုးထားတာရှိတယ်အဲ့တော့ကျွန်တော်တို့အလုပ်သမားတက်မှတ်ကဆိုတော့ကျွန်တော်နည်းနည်းရှင်းပြပေးပါမယ်အလုပ်သမားတက်မှတ်ကဆိုတာဒီဒါကျွန်တော်တို့နိုင်ငံတကာမှာလည်းရှိတယ်ဒီမှာဆိုရင်လည်းရှိတယ်သူကအစိုးရလည်းမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ဒီအလုပ်ရှင်လည်းမဟုတ်ဘူးအလုပ်သမားလည်းမဟုတ်ပါဘူးသူကတပ်ပါတီအဖွဲ့အစည်းပြင်ပအဖွဲ့အစည်းတစ်ခုအနေနဲ့ရှိတာဖြစ်ပါတယ်အဲ့ဒီအဖွဲ့အစည်းမှာကျွန်တော်တို့သွားပြီးတော့ကိုယ့်ရဲ့အလုပ်သမားတွေမန်ပါဝင်လို့ရတယ်ပေါ့နော်အဲ့တော့အလုပ်သမားတက်မှတ်ကတွေကကျတော့သူတို့ရဲ့လှုပ်ဆောင်ချက်တစ်ခုပဲရှိပါတယ်ဘယ်သူတွေအတွက်လဲဆိုရင်အလုပ်သမားတွေအတွက်ကိုပဲအဓိကကြည့်လို့ရတယ်သူကတပ်ပါတီအဖွဲ့အစည်းဆိုတော့ဗောနော်အလုပ်ရှင်ဘက်ကိုအရင်ကြည့်စရာမလိုဘူးဘာလို့ဆိုတော့သူကဒီအလုပ်ရှင်ဝင်နေမိကိုနေရလည်းမဟုတ်ဘူးနော်သူကတပ်ပါတီအပြင်ပြောမယ်ဆိုပြနားလည်းပြောမယ်ဆိုပရာဟိတအဖွဲ့အစည်းလေးလို့သဘောမျိုးပေါ့နော်သူကအပြင်ပအဖွဲ့အစည်းတစ်ခုဒါပေမဲ့နိုင်ငံတကာအသိမှတ်ပြုတယ်ဒီမှာလည်းဒါတရားဝင်မှတ်ပုံတင်ပြီးတော့လုပ်လို့ရတာပေါ့နော်အဲ့တော့အလုပ်သမားသမဂ္ဂတွေဒီဘာလုပ်ပြီးလို့ရလဲဆိုရင်အလုပ်သမားတွေနစ်နာမှုတွေဘာလို့တောင်းဆိုပြီးလို့ရတိုင်ကြားပြီးလို့ရလွတ်လပ်လှုပ်ဆောင်ပိုင်ခွင့်ရှိတယ်ပေါ့နော်အဲ့တော့အလုပ်သမားတွေက HR ကိုမြင်တာအဲ့လိုမျိုးမြင်တာပေါ့နော်မင်းကဒီအလုပ်သမားတွေဘက်ကပါမယ်ဒီအလုပ်ရှင်ကိုတော်လှန်ရမယ်စချင်လို့ဒီလိုမျိုးပြောကြတာပေါ့နော်တကယ်တမ်းက HR ကကျွန်တော်တို့ဒီအလုပ်ရှင်ကခန့်ထားတဲ့ဝန်ထမ်းတစ်ယောက်ပါပဲသူ့မှာကျွန်တော်တို့အလုပ်ရှင်ကိုကြော်ပြီးတော့လုပ်ပိုင်ခွင့်မရတဲ့ဟာတွေရှိပါတယ်ဒါကြောင့်မလို့ HR ဒီအလုပ်သမားသမဂ္ဂလိုမျိုးပေါ့နော်အလုပ်သမားတွေအတွက်အကြီးပဲအလုပ်လာလုပ်နေရတာမျိုးမဟုတ်ပါဘူးကြံတဲ့အချက်တွေခုနကျွန်တော်ပြောတဲ့အချက်၄ချက်တွေရှိပါသေးတယ်ပေါ့နော်နောက်တစ်ခုပေါ့လုပ်ပိုင်ခွင့်ပေါ့နော်အဲ့တော့တော်တော်များများကအခုဆိုရင်ကျွန်တော်တို့အခြေခံလစာတွေတိုးမယ်ပြီးတော့ bonus တွေပေးမယ်ဒါတွေကိုကျွန်တော်တို့ HR တယောက်တည်းကပဲစဉ်းစားဆုံးဖြတ်ရတယ်လို့ထင်တာ HR ကအရင်စိတ်အားထက်သန်ပြီးတော့ပေးရင်ပေးလို့ရတယ်လို့ထင်တာပေါ့နော်တကယ်တမ်းအဲ့လိုမျိုးမဟုတ်ပါဘူးထားပါတော့အခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကအလုပ်ရှင်တယောက်တာဆိုရင်ကိုကဒီ HR တယောက်ကိုလာစာပေးပြီးခန့်ထားမယ်ဆိုပါစို့နော်အဲ့တော့ဒီ HR ရဲ့ခြေလေသမျှကိုကိုကခံပါလားတခုခု bonus ပေးတာအစား HR ပေးဆိုရင်ကိုပေးမှာလားလာစာတိုးဆိုရင် HR ပေးဆိုရင်ပေးမှာလားမဟုတ်ဘူးအဓိကကျတော့လာစာပေးတာတွေ bonus ပေးတာတွေဆိုလဲကုမ္ပဏီမှာသတ်မှတ်ထားတဲ့စီးမြင်မူပေါင်းတွေရှိတယ်ပြီးတော့အခြေအနေအများကြီးပုံမှာရှိတယ်ပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ဒါတထေးဘက်ကနေပြီးတော့ဆုံးဖြတ်ပေးရတာဖြစ်ပါတယ် HR ကဘယ်လိုမျိုးပဲ proposal တင်အောင်ဝန်ထမ်းတွေလာစာဘယ်လောက်ပဲတိုးပေးမယ်ဆိုပြီးတော့အရင်စိတ်ထားကောင်းပြီးတော့ proposal တင်ပါအောင်အပေါ်က approve မကြရင်လည်းအောင်သိအောက်တက်နဲ့ကျွန်တော်တို့ခံရတာပဲအဲ့တော့
အပေါ်မှာလည်းသူရဲ့အခက်အခဲနဲ့သူရှိနိုင်တယ်ပြီးတော့အလုပ်ရှင်မကောင်းတာလည်းရှိနိုင်တယ်ကျွန်တော်ကဟိုအလုပ်ရှင်ကြီးပဲကောင်းနေတယ်လို့ပြောတာမကောင်းတာလည်းရှိနိုင်တယ်ကောင်းတာလည်းတကယ်အခက်အခဲရှိတာလည်းရှိနိုင်တယ်ဘယ်လိုပဲဖြစ် approve မကြရင်ကျွန်တော်တို့ကတိုးပေးလို့မရအဲ့ဒါကြောင့်မလို့အခု HR ကိုအပြစ်ပြောနေတဲ့မိတ်ဆွေဒီကျွန်တော်တို့ဒီ HR ရဲ့နေရာမှာလာပြီးတော့ထားပါတော့ဟိုလာစားမတိုးလို့ပေါ့နော်ဒီ HR ရာလူကကောင်းဘာလုပ်နေတာလဲဘာညာအဲ့တော့ကျွန်တော်လာခေါ်ပြီးတော့တင်ပေးလိုက်မယ်ညီလေးဒီနေရာမှာနေညီလေးကိုအရန်တော်တယ်တင်တယ်မလားနော်အဲ့ဒါဆိုရင်ဒီနေရာမှာလာစားတိုးအောင်လုပ်ပေးကြည့်ပါလားအဲ့မှာသူဆိုရင်လည်းအောင်သေးအောက်သက်ဖြစ်ပြီးတော့ဆင်းလာမှာပဲတကယ်တော့ approve မကြရင်ကျွန်တော်လုပ်လို့မရဘူးမူပေါင်းအတွင်းကနေသွားရတာပေါ့နော်ပြီးတော့ဒီအလုပ်ထုတ်တယ်ဆိုတဲ့ကိစ္စတွေပြီးတော့ကျွန်တော်တို့ဒီအရေးယူတယ်ဆိုတဲ့ကိစ္စတွေဒါတွေကို HR သူသဘောနဲ့သူလုပ်လို့မရပါဘူးအဓိက HR မှာမူပေါင်းတစ်ခုရှိတယ် policy ရှိတာပေါ့နော်မြန်မာနိုင်ငံဥပဒေရှိတယ်လို့ပဲသူတို့လည်းဒါဒီ policy မူပေါင်းအတွင်းမှာပဲလောက်ကန်ဒီထက်ကြော်ပြီးတော့အာဏာကိုကြော်ပြီးလုပ်လို့မရဘူးတခြား manager လည်းအဲ့လိုပဲသူတို့ပေးထားတဲ့အာဏာထက်ကိုကြော်ပြီးတော့ကျွန်တော်တို့သွားလို့မရဘူးပေါ့နော်အဲဒီလိုမျိုးရှိပါတယ်အဲ့တော့ဟိုအလုပ်သမားတွေကကြတော့အလုပ်ရှင်ဘက်ကိုမမြင်နိုင်ဘူးအဲ့တော့အလုပ်ရှင်ကကြတော့အလုပ်သမားတွေရဲ့အခက်အခဲကိုအသေးစိတ်မမြင်နိုင်ဘူးဒီအချိန်မှာအဓိကမြင်နိုင်တာဒီ HR ကနှစ်ဖက်ကိုမြင်ရပါတယ်အဲ့တော့ဝန်ထမ်းတွေဘက်ကအခက်အခဲလာစားမလောက်ဘူးလာစားမတိုးဒါတွေကိုလည်းသူသိတယ်ဒါပေမဲ့သူစိတ်တိုင်းကျသူလုပ်ပေးလို့မရအောင်ဒါပေမဲ့တင်ပြလို့တော့ရတယ်မတင်ပြရင်တော့လေဒါ HR ကဒါအလုပ်မလုပ်တာပေါ့နော်တကယ်ကောင်းတဲ့ HR ကတော့ကျွန်တော်ဝန်ထမ်းတွေဒါအဆင်ပြေသေးတော့လည်းတင်ပြပေးရမယ်နောက်တစ်ခုအလုပ်ရှင်ဘက်မှာလည်းကျွန်တော်အခက်အခဲဆိုတာရှိပါတယ်အခုဆိုရင်မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းရှင်တွေကဒါတချို့လုပ်ငန်းတွေကလွှဲပြီးတော့ဗောနော်လုပ်ငန်းတော်တော်များအခက်အခဲတွေရှိနေကြတယ်ဥပမာကုန်ပစ္စည်းတင်သွင်းမယ်ဆိုရင်ဒီစိတ်ကန်းတွေကနေပြီးတော့အလွယ်တကူသွင်းမရတာကုန်ကျန်းတွေမရှိတာရက်ထားရတာဒီလိုအခြေအနေမျိုးတွေမှာဆိုရင်အောက်ကနေပဲဘယ်လိုမျိုးပဲ bonus တွေပေးပါလို့စုနေလာစားတိုးပါလို့စုနေအပေါ်ကမပေးနိုင်တာမျိုးတွေရှိပါတယ်အဲ့တော့ဒီအပေါ်နဲ့အထက်နဲ့ကြားမှာနားလည်မှုတွေကအများအားလွဲနေတာတွေရှိတယ်ပေါ့နော်ဒီခါမှာကျွန်တော်တို့ဒီ HR ကနေဝန်ထမ်းတွေကိုလည်းနားလည်အောင်ဟိုတေချာရှင်းပြရတာလေးရှိတယ်အဲ့ခါမှာဝန်ထမ်းတွေနားမလည်နိုင်တာလေးရှိတယ်အဲ့တော့မုံတော့ဘယ်သူ့ကိုမုံလဲဆိုရင်ဂျားတွေကရှင်းပြတဲ့ HR ကိုမုံတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်အမုံတော့ခံလူသားတွေပေါ့နော်တစ်ခါလေကြတော့လေအဲ့တော့တေချာစဉ်းစားကြည့်ရင် HR ကလည်းလကစားဝန်ထမ်းတစ်ယောက်ပါပဲပေါ့နော်လကစားဝန်ထမ်းတစ်ယောက်ပါပဲခင်ဗျားတို့လိုပဲဒီအလုပ်ကိုလာတယ်ဒီအလုပ်ပြီးအောင်လုပ်ရမယ်ဆိုတော့ဝန်ထမ်းတစ်ယောက်လိုမျိုးပဲပေါ့နော် HR လည်းအဲ့တော့အလုပ်ရှင်လိုမျိုးကြီးအကုန်လုံးချယ်လေလို့ရတဲ့ဟာမျိုးမဟုတ်ပါဘူးအဲ့တော့အရန်စိတ်ထားကောင်းပါတယ်ဆိုတော့ HR တော့မှပဲအပေါ်က approve မကြဘူးလုပ်ပိုင်ခွင့်မပေးဘူးဆိုရင်တချို့ဟာတွေကိုကျွန်တော်ချိုးဖောက်မိတယ်လည်းရှိနိုင်တယ်ပေါ့နော်ဒါမျိုးတွေရှိကောင်းရှိနိုင်တယ်ပေါ့အဲ့တော့တချို့ HR တွေဆိုရင်တော့ဘယ်လိုတောင်လုပ်လဲဆိုရင်သူတို့ကိုယ်တိုင်နေစပြီးတော့အလုပ်သမားရုံတိုင်တာတွေရှိတယ်ပြီးရင်သူလည်းအလုပ်ထွက်ရတာပေါ့နော်သူလည်းအလုပ်ထွက်ခံပြီးတော့အဲ့လိုမျိုးတိုင်ပေးတာလည်းရှိတယ်ဒီလိုမျိုးလေးအနေထားအများကြီးရှိတာပေါ့နော်โอเคအဲ့တော့ဒီနိုင်ငံမှာကြည့်ရင်တော့ကျွန်တော်တို့ဟိုအလုပ်ရှင်တွေကောင်းဖို့အဓိကပဲပေါ့နော်အဲ့တော့အလုပ်ရှင်ကောင်းရင်အောက်က HR ကပို့ပြီးတော့ပြောတာပေါ့အလုပ်ရှင်မကောင်းဘူးဆိုရင်ဂျားက HR ကကျွန်တော်အရန်ဂျားညက်တယ်ပေါ့နော်အဲ့တော့ကောင်းမွန်တဲ့အလုပ်ရှင်တွေအောက်မှာဆိုရင်ကောင်းမွန်တဲ့ HR တွေလည်းရှိတယ်ပါတယ်တချို့ကအလုပ်ရှင်ကောင်းတယ်ဒါပေမဲ့အောက်ကဒီ HR ရဲ့လှုပ်ဆောင်ပုံတွေအပြောအဆိုတွေကမကောင်းတာမျိုးလည်းရှိတယ်အဲ့မျိုးလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမကောင်းတာရှိတယ်ဆိုတော့အားလုံးချပြပေးတယ်အဲ့တော့တော်တော်များများတော့လက်တွေရေးချင်နေပြီဟုတ်တယ်မလားကျွန်တော်တို့အလောက်က HR တော့မကောင်းပါဘူးညာဒါမျိုးလည်းရှိကောင်းရှိနိုင်ပါတယ်အဓိကတော့ကျွန်တော်ဟိုဒီမူပေါင်းလေးတွေကိုကျွန်တော်ပြောပြပေးတာဖြစ်တယ်ပေါ့နော်ကိုယ်သာ HR ဖြစ်လာခဲ့တယ်ဆိုရင်လည်းခုနကပြောနေတဲ့ဒီ HR လိုမျိုးအခက်အခဲတွေကကြုံရမှာပဲပေါ့နော်နောက်တစ်ခုကကျွန်တော် HR ကထားပါတော့ရုံးခန်းထဲမှာထိုင်နေရတယ်ဆိုရင်သူ့ရဲ့ဘေးမှာပတ်လည်ဝိုင်းနေတာအလုပ်သမားရေးရာတွေရောကျွန်တော်အလုပ်ရှင်ဘက်တွေရောပြီးရင်ဓာတ်တွေမဲလားဆိုတော့မဟုတ်ဘူးအပြင်ဘက်ကဒီအစိုးရရုံးတွေနဲ့လည်းဆက်ဆံဆောင်ရွက်ရတယ်သူတို့ရဲ့အရေးယူမှုတွေရှိမလားဒါတွေကိုအမြဲတမ်းကျွန်တော်အဲ့အလယ်မှာထိုင်နေရတာပေါ့နော်အရန်ကိုခေါင်းကြီးပါတယ်အဲ့တော့တော်တော်များများကတော့ဟိုကာယသုံးပြီးလောက်ရတယ်လို့ HR တွေကတချို့ဟာတွေညာနာသုံးပြီးတော့ခေါင်းထဲမှာပြဿနာတွေဖြေရှင်းရတယ်လှုပ်ဆောင်ရတယ်တွေအများကြီးရှိပါတယ်အပေါ်နဲ့ညှိနှိုင်းရတဲ့အရာတွေကအများကြီးရှိတယ်ပေါ့နော်โอเคဒါကြောင့်မလို့ကျွန်တော်ကပြောချင်တာကမကောင်းတဲ့ HR တွေလည်းရှိပါတယ်ဒါပေမဲ့ကောင်းတဲ့ HR တွေလည်းရှိတယ် HR တွေမှာလည်းခုနလာစာတိုးတွေယာရုတိုးတွေမှာဟိုမတိုးဘူးဆိုတာ HR တယောက်တည်းရဲ့လုပ်ပိုင်ခွင့်တစ်ခုတည်းနဲ့လုပ်လို့မရဘူးဆိုတဲ့ဟာတွေကိုလည်းကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်တခါကျတော့ HR ဥပဒေတွေတည်ရသားနဲ့အလုပ်ရှင်ကမပေးလို့အဲ့ဒီလုပ်ငန်းမှာမပေးရတာမျိုးတွေလည်းရှိပါတယ်ဘာလို့ဆိုအလုပ်ရှင်ကျွန်တော်တို့ကသွားပြီးခင်ဗျားမပေးလို့မရဘူးတမသွားတိုက်လို့လည်းမရဘူးဒီလုံးမှာလုပ်နေသေးတော့တခါကျရင်ဒါလေးတွေကိုလက်ခံရတာရှိတယ်ဒါပေမဲ့ဥပဒေနဲ့မညီတဲ့ဟာတွေလည်းရှိနိုင်တယ်ဒါတွေကကောင်းလားဆိုတော့မကောင်းဆိုမှလုပ်နေခုနလိုမျိုးဒါအလုပ်ရှင်ကိုပြန်ပြီးတော့တိုင်နေတော့တယ်ဒါမျိုးတွေတော်လန်မှုပဲရှိတော့မှာပေါ့နော်ဒါဆိုရင်တော့
ဒီလုံမှန်စုပူမှုတွေရှိတယ်အဲ့တော့ဒီကြားထဲမှာပဲကျွန်တော်ညှိနှိုင်းပြီးတော့သွားရတာမျိုးလေးတွေရှိပါတယ်အဓိကပြောချင်တာတော့အလုပ်ရှင်တွေကောင်းမှုလို့တယ်အလုပ်ရှင်ကောင်းတယ်ဆိုရင် HR ကအလုပ်လုပ်ရတယ်အဆင်ပြေတယ်အလုပ်ရှင်မကောင်းရင် HR ချားညက်တယ်ဟုတ်ပြီနော် HR ကလည်းဒီတဲကဝန်ထမ်းတယောက်ပါပဲလို့ဒီနေ့ဒါပြောချင်တာဖြစ်ပါတယ်အဲ့တော့ HR ဒီအလုပ်သမားတမက်ကလို့အလုပ်သမားရေးရကြီးပဲထိုင်လုံနေလို့မရဘူးခုနအလုပ်ရှင်လိုပဲ business ဆိုပြီးတော့အလုပ်သမားကိုမကြည့်ဘဲနဲ့လည်းလုပ်လို့မရဘူးဒီကြားထဲမှာကျွန်တော်တို့ကတခြားသောကိုယ့်ရဲ့ HR function တွေရှိတယ်ပေါ့နော်အဲ့တော့ဗီဒီယိုနောက်ဆုံးကြတော့မှ HR ရဲ့ function တွေကပါလာတော့ HR မှာဝန်ထမ်းခန့်တဲ့အပိုင်းတွေပြီးတော့ training တွေ performance အပိုင်းတွေဒီဟာတွေကိုကျွန်တော်တို့ကလှုပ်ဆောင်ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ HR လုပ်မယ်ဆိုရင်အရန်ကိုစိတ်ထက်ခိုင်မာဖို့လိုတယ်နော်ပြီးရင် attitude မှန်ဖို့လိုတယ်ပြီးတော့ communication ကောင်းဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်